တခါတော့ကရွာသားရွာလေးမှာမောင်ချင်းလို့ခေါ်တဲ့ပပူးရောက်လေးတွေကိုမြင်လို့တဲ့ကောင်လေးတယောက်ရှိတဲ့哇，也没变了的家，俺半天得干嘛呗？ တနေ့တော့ပပူးဆရာကြီးရဲ့ရမင်းရုပ်ကလေးကိုသူအရင်သဘောကျသွားပါတဲ့ကွယ် 好像这弄的也没有2万了呗。咦，你妈จะตีเสียงอะไรเอาไหม咦，我不是的代表属于盘养起来也没有留下我呀没。 ဒီလိုနဲ့သူကငွေသိန်းပြည့်အောင်စူးစမ်းပြီးရှောက်ဖွေစုဆောင်းมาတော့တဲ့ 叫对梦里我在帮表，我在帮表。把几行业，把一行业也没有留外部，知道吗？要担心的原因的。 တသိန်းပြည့်တဲ့အခါဘာကြီးအောင်စီကိုရမင်းရုပ်လေးဝယ်ဖို့အပြေးအလွှာသွားခဲ့တာပေါ့ကွယ် 好像没有力气大白就一人用每年对你都那样可以考过的。 ဟိုရောက်တော့ဘာကြီးအောင်စီကရမင်းရုပ်လေးကိုမြို့ဝင်မင်းကဝယ်နေတာကိုတွေ့လိုက်တဲ့မြို့ဝင်မင်းကရမင်းရုပ်ကလေးကိုယူသွားတဲ့အခါမောင်ချစ်လေးကသူမပိုင်ဆိုင်လိုက်ရတဲ့ရမင်းရုပ်လေးအတွက်နေရာမှာတင်ရင်ကွဲနာကြပြီးစုံးပါတဲ့ကွယ်ဘာကြီးအောင်ကလည်းမောင်ချစ်လေးအတွက်နောင်နာများစွာနဲ့အတူဝမ်းနဲ့ကြံရိတ်ခဲ့ပါတဲ့ဒါကြောင့်ကိုလူရိုအနေနဲ့လေကိုမပိုင်ဆိုင်နိုင်တဲ့ရမင်းရုပ်လေးတွေအတွက်အဆွဲအလန်းမကြီးပဲစွန့်လွတ်နိုင်အောင်ကြိုးစားဖို့တိုက်တွန်းလိုက်ပါတယ်ရှင်